ကျွန်တော်တို့ဗမာနိုင်ငံငြိမ်းချမ်းရေးရရှိတယ်လို့ကမ္ဘာငြိမ်းချမ်းရေးယူလဲအမှန်တန်ရနေကြပါတယ်ကမ္ဘာမှာလည်းဒါစစ်ပွဲတွေကစီးရီးယားတို့ပါလို့ဆိုလို့ရှိရင်နော်လူတွေတောက်လေးသိဆုံးတယ်ကျွန်တော်ရင်ထဲမှာတော့အမှန်တန်စိတ်ကြိုက်ခံစားရပါတယ်အဲဒါကြောင့်ဒီပြည်ရင်းငြိမ်းချမ်းရေးရရှိတယ်လို့ကမ္ဘာငြိမ်းချမ်းရေးယူလဲကျွန်တော်ရနေကြပါတယ်အဲဒါကြောင့်မလို့ဒီကဗျာကိုကျွန်တော်နောက်ဆုံးအနေနဲ့ကျွန်တော်ကြွပါမယ်ကဗျာကောင်းစဉ်ကငြိမ်းချမ်းရေး20ရာစုနဲ့21ရာစုရဲ့အဆုံးမတတ်နိုင်သေးတဲ့ရင်းခုန်မှုများစစ်ပွဲများအဲနီညိုလာနီညာဘုံတိုင်းငလင်အငတ်ဘေးနဲ့ပြန်လန်းမဲ့နှုတ်ဆက်နေတဲ့မြက်ဝန်းများဒဏ်ရာရနှလုံးသားနဲ့လူသားရဲ့ဖယိုဖယဲအထီးကျန်မှုများအိမ်မက်တစ်စီဟီရိုရှီးမားအော့စဝစ်ဇလာတာမှတ်တမ်းများဖိတ်လန့်ကြေခွဲပဲသိမ့်တန်းရာထောင်ဝိညာဉ်များတန်ဖိုးမဲ့သွားတဲ့ရုပ်တုများမတ်တပ်မရနိုင်တော့တဲ့တိုင်းများအလဲလဲအပြူပြူစစ်အေးခက်မျက်မှောက် globalization ခက်ပြီးတော့ဘီလီယံတွေကြားတဲ့ကဘွားကနေခွန်ထွက်လာတဲ့ခမည်းတော်ကျွန်တော်တို့ရဲ့ဖရာသခင်ငြိမ်းချမ်းရေးဟာကဘာကြီးကိုကယ်တင်ဖို့အတက်တဖန်ရှင်ပြန်ထမြောက်ပါဦးမလားဘောင်ကျူးရင်ဖြစ်ပါတယ်ဒါကျွန်တော်တကူလို့